အားလုံးပဲမင်္ဂလာပါ United Fan Area မှာညီကိုတို့ကိုပြန်လဲကြိုးဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ sharing လုပ်သွားပေးခြင်းတဲ့အကြောင်းလေးကမနေ့တနေ့က Manchester United အသင်းက Brentford အသင်းဘက်ကိုဒုတိယအကြိမ်ကမ်းလှမ်းမှုမှာတော့ Brentford အသင်းကရက်အတော်ကြာပြီပေါ့နော်တင်းတွင်နေရဆိုဒီနေ့နဲ့ဆိုရင်ကို3ရက်4ရက်လောက်ရှိပြီပေါ့နော်အတော်အတွင်းမှာ Brentford အသင်းဘက်ကညင်းပယ်ကြရဆိုတော့မသူ့ဘက်ကပေါ့နော်ညင်းပယ်သတင်းတော့ကျွန်တော်တို့ထပ်ပြီးတော့မကြားသိရဘူးပေါ့ပြောချင်တဲ့အဓိပ္ပာယ်ကဒုတိယအကြိမ်ကန်လန်းမှုကို Brentford အသင်းကလက်ခံနိုင်ပွဲရှိရပေါ့နော်ပထမအကြိမ်ကန်လန်းတဲ့ပမာဏကို Brentford အသင်းကနိုင်ပိုင်းအတွင်းမှာချက်ချင်းဆိုသလိုပယ်ချခဲ့တယ်လို့သူရဲ့ကစားသမား Brian Ambu အတွက်ပထမကန်လန်းတဲ့အကြိမ်ကို Brentford အသင်းကနိုင်ပိုင်းအတွင်းမှာပယ်ချတယ်ဒါပေမဲ့အခုချိန် Manchester United အသင်းရဲ့ဒုတိယအကြိမ်ကန်လန်းမှုကို Brentford အသင်းဘက်ကအချိန်တော်တော်အကြာပေါ့နော်ဟိုရက်ပိုင်းအတွင်းမှာဒီကိုသူတို့ဘက်ကလက်ခံတယ်လည်းမကြားရသလိုပယ်ချရဲဆိုတဲ့သတင်းကိုလည်းဟိုအခုဒီ social မှာပေါ့မကြားရသေးဘူးပေါ့နော်ပြောချင်တဲ့အဓိပ္ပာယ်ကအခြေအနေကောင်းနိုင်တယ်ပေါ့နော်Manchester United နီးပြအမိုရင်ကိုတိုင်းကလည်းသူတို့ဒီဇူလိုင်9ရက်နေ့မှာ training ကိုစမယ်အဲ့ training မစခင်မှာ Brian Ambu အသင်းမှာပူပေါင်းစီခြင်းနေပေါ့နော်အဲ့အတွက်ကြောင့်မို့လို့ဒီတာဝန်ရှိတဲ့Manchester United အသင်းရဲ့တာဝန်ရှိတဲ့သူအချို့ကိုသူတောင်းဆိုထားတယ်ပေါ့နော်ဒီ Brian Ambu အသင်းမှာဟိုပွက်ထွက်ပူပေါင်းစေခြင်းပေါ့နော်ပြောချင်တဲ့အဓိပ္ပာယ်ကအဲ့အတွက်ကြောင့်မို့လို့ကျွန်တော်အထင်တော့ဒီဇူလိုင်9ရက်နေ့မတိုင်ခင်ပေါ့အဲ့ဒါကိုစောရင်လည်းစောနိုင်မယ်ပေါ့နော်Brian Ambuကမကြာခင်မှာ Manchester United အသင်းရဲ့ကစားသမားဖြစ်လာတော့မှလည်းဖြစ်ပါတယ်ညီတို့ရောဒီကစားသမားကတကယ်ပဲ Manchester United အသင်းကိုပြောင်းရွှေ့လာတော့မှလားညီတို့ရဲ့အမြင်လေးကို sharing လုပ်ပေးကြပါဦးဒီ video လေးကို like and share subscribe လုပ်ပေးကြပြီးတော့ကျွန်တော် United Fan Area ဆိုတဲ့ YouTube Facebook TikTok ဝင်ရောက်အားပေးကြပါဦးဗီဒီယိုကြည့်တဲ့တယောက်ချင်းစီတိုင်းကိုကျွန်တော်အထူးပဲကျေးဇူးတင်ရှိပါတယ်ဗျာ